င်္ဂလာပါရှင် Jasmine မေရတီချင်မေပါ Jasmine မေ Teaching Hub ကနေဆရာဆရာမများအတွက် Teacher Knowledge Sharing လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ English Teacher တွေအတွက်သိထားတဲ့ TKD ဆိုတာဘာလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ် TKD ဆိုတာက Teaching Knowledge ထဲရဲ့အတူကောက်ဖြစ်ပြီးတော့မှ English Language Teaching နဲ့ပတ်သက်တဲ့ Teacher တွေရဲ့ knowledge ကိုစစ်ဆေးပေးတဲ့ Cambridge Assessment တစ်ခုဖြစ်ပါတယ်ရှင် TKD ဆိုတာအင်္ဂလိပ်စာတစ်ခုတည်းသိုံနဲ့မပြီးသလိုအင်္ဂလိပ်စာသင်နည်းတစ်ခုတည်းကိုလေ့လာရတာလည်းမဟုတ်ပါဘူး grammar terminology တွေ vocabulary တွေ phonology တွေ language function တွေနဲ့ teaching and learning concept စတာတွေကိုနားလည်ထားဖို့အတွက်လိုအပ်ပါတယ်။ TKD ကိုစတင်လေ့လာခြင်းပဲဘယ်ကနေစပြီးတော့လေ့လာရမလဲမသိတဲ့ teacher တွေနေနဲ့ TKD ဆိုတာဘာလဲဘာတွေကိုလေ့လာရတာလဲအဲ့ဒါတွေအပြင်အခြေခံ terminology တွေကိုလေ့လာရမှာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာ TKD နဲ့ပတ်သက်တဲ့အခြေခံ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် Jasmine မေ Teaching Hub ကို follow လုပ်ထားဖို့မမေ့နဲ့နော်